အားလုံးပဲမင်္ဂလာပါ Healthy Life ဘိုင်းဒေါက်တာကျွန်းရဲ့ podcast လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့အားလုံးကိုမျှဝေပေးသွားခြင်းနဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်ဒီအကြောင်းအရာလေးကတော့အခုရက်ပိုင်း social media မှာခေတ်စားနေတဲ့တကြားဖြတ်ခြင်းအကြောင်းအရာလေးပဲဖြစ်ပါတယ်တကြားဖြတ်တယ်လို့ပြောတဲ့အခါမှာလုံးဝကိုတကြားကိုမစားသုံးခြင်းကိုဆိုလိုခြင်းမဟုတ်ပါဘူးကိုနေ့စဉ်စားနေတဲ့လိုအပ်တဲ့ပမာဏထက်လွန်လွန်ကျူးကျူးမစားမိစေဖို့ကိုဆိုလိုခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ scientific ပေါ့နော်သုတေသနပြုလုပ်ချက်တွေအရနေ့စဉ်စားသုံးလို့ရတဲ့တကြားပမာဏဆိုတာရှိပါတယ် free sugar လို့ဆိုလိုတာပါ free sugar ဆိုတာကတကြားပေါ့နော်မြင်ရတဲ့ကျွန်တော်တို့ဒီလိုမျိုးဖြော်ရည်ထဲမှာထည့်တဲ့တကြားတွေလက်ဖေးကော်ဖီထဲမှာထည့်တဲ့တကြားတွေပေါ့ဒီလိုမြင်ရတဲ့တကြားထုံးလေးတွေတကြားမှုန်လေးတွေပေါ့နော်အဲ့ဒါလေးတွေကိုနေ့စဉ်ပမာဏအတိုင်းအတာတစ်ခုထိထည့်သုံးပြီးတော့စားသုံးလို့ရတယ်ဆိုပြီးတော့သုတေသနပြုလုပ်ချက်တွေကပြောထားပါတယ်ဒါပေမဲ့ဓာတ်တွေကိုလွန်လွန်ကျူးကျူးစားသုံးခြင်းကတော့ဒါမြစ်ထားပါတယ်။တကြားတွေကိုလွန်လွန်ကျူးကျူးစားသုံးမယ်ဆိုရင်အားလုံးပဲသိရှိပြီးသားပဲဖြစ်မှာပါ။ဥပမာနည်းနဲ့ပြောရမယ်ဆိုရင်လွယ်လွယ်ကူကူမြင်သာထင်သာရှိရဲ့ယောဂတစ်ခုကတော့သွေးကြိုစီးကြိုဝေဒနာပဲဖြစ်ပါတယ်။ဒါအပြင်တခြားသောယောဂတွေကိုလည်းတကြားတွေလွန်လွန်ကျူးကျူးစားသုံးပါကသွားပြီးတော့မကောင်းနဲ့ effect ပေါ့နော်အကျိုးကျေးဇူးတွေကိုတွားရမှာပဲဖြစ်ပါတယ်ဆိုကျိုးတွေပေါ့နော်အဲ့တော့ကြတော့ကျွန်တော်တို့ကဒီတကြားကိုလူတစ်ယောက်ကဘယ်လောက်ထိပမာဏစားသုံးလို့ရလဲဆိုတော့အသက်အရွယ်ပေါ့ပုံမှန်လူကြီးတစ်ယောက်ဆိုရင်တော့လက်ဖက်စားစွန်း6စွန်းစာဝင်းချင်လောက်တော့ကျွန်တော်တို့စားသုံးလို့ရတာပဲဖြစ်ပါတယ် gram ချိန်စက်အနေနဲ့ပြောမယ်ဆိုရင်တော့30 gram of added sugar ဒါမှမဟုတ်ရင် free sugar ပေါ့ဆိုလိုတာကတော့ထက်ဆောင်တကြားတွေ added sugar တွေအပြင်ကျွန်တော်တို့ဒီလိုမျိုးပြားရည်တို့syrup တွေပေါ့နော်ဒီလိုမျိုးfood syrup တွေဒါမျိုးတွေမှာပါတတ်တဲ့ဒီတကြားတွေကိုဆိုလိုခြင်းပဲဖြစ်ပါတယ်အဲ့တော့ကြတော့ကိုကဒီတကြားကိုဆိုလိုဒီတကြားကိုတွားပြီးတော့ပေါ့နော်ပို့ပြီးတော့စားမိမယ်ဆိုရင်ဒါမကောင်းပေါ့အဲ့တော့ကိုယ့်ရဲ့နေ့စဉ်ထဲမှာဒီတကြားပမာဏတွေကိုထိန်းချုပ်ပြီးပဲစားရမှာပဲဖြစ်ပါတယ်ဒါပေမဲ့နေ့စဉ်စားတာနေမှာရုတ်တရက်ကြီးလုံးဝကိုတကြားမစားတော့ဘူးဆိုပြီးတော့ဖြတ်လိုက်တဲ့ဟာမျိုးလုပ်မယ်ဆိုရင်တော့ဒီ habit ကရေရှည်မှာမတည်တတ်နိုင်ပါဘူးတချို့ဆိုရင်နေ့စဉ်နှစ်ရှည်လာများပေါ့တစ်နှစ်နဲ့တောင်မဟုတ်ဘူးနှစ်20လောက်ထိဒီလိုမျိုးဆွဲတောင်းနေကြတယ်ဆွဲပြီးတော့ဒီတကြားတွေကိုအများကြီးသုံးဆွဲနေမိကြတဲ့လူတွေဆိုတာလူတိုင်းမှာရှိပါတယ်အဲ့တော့ကြတော့ကိုနေ့စဉ်တောက်နေတဲ့ဒီလိုတကြားတွေကိုဆိုရင်လွန်လွန်ကျူးကျူးမသုံးဆွဲမိစေဖို့ဖြည်းဖြည်းချင်းပြောင်းလဲတာကပိုကောင်းပါတယ်ဖြည်းဖြည်းချင်းပြောင်းလဲတယ်လို့ဆိုလိုတဲ့အခါမှာကိုတောက်နေရဲ့ဥပမာအနေနဲ့ပြောရမယ်ဆိုရင်လက်ဖေးကော်ဖီတောက်နေရဲ့ဆိုရင်လက်ဖေးကော်ဖီထဲမှာနိုးစီတကြားတွေအများကြီးပါနေတာပေါ့ပါနေရဲ့ဆိုရင်တော့ဒီနိုးစီတကြားတွေကိုဖြည်းဖြည်းချင်းလျှော့ပြီးတော့တောက်ရပါမယ်နောက်ပြီးတော့ဒါတွေကမကောင်းမှုဆိုတာသိရဆိုရင်တကြားအစားထိုးအနေနဲ့တခြားတစ်ခုခုကိုသုံးဆွဲလို့ရတယ်လို့ကိုတောက်နေရဲ့အဓိကတောက်နေရဲ့လက်ဖေးကော်ဖီမှာ3 in 1လို့ဒီလိုမျိုးဖြစ်နေမယ်ဆိုရင်အကျန်းကော်ဖီမုန့်နဲ့အစီထုတ်ထားတဲ့နိုးမုန့်လိုနဲ့တကြားနင်းနဲ့ဒီလိုမျိုးပြောင်းလဲပြီးတောက်လို့ရပါတယ်တချို့ဆိုရင် Ovaltine လိုမျိုးဒီလိုတကြားတီးတန့်လုပ်တဲ့ဟာတွေကိုနိုးစီတွေထပ်ထည့်ပြီးတော့တကြားတွေထပ်ထည့်ပြီးတော့တောက်နေကြတာမျိုးလည်းရှိပါတယ်ဒါမျိုးဆိုရင်လည်းကိုနေ့စဉ်တောက်နေတဲ့ Ovaltine လိုမျိုးကိုဖြတ်ပြီးတော့မှအစီထုတ်ထားတဲ့နွားနို့လိုမျိုးတကြားနင်းနဲ့ပြောင်းပြီးတောက်တင်ပါတယ်ဒါပေမဲ့ဒီနေ့ Ovaltine တောက်မနေ့ပြန်လေးစပြီးတော့လုံးဝနွားနို့တောက်မယ်ဆိုပြီးတော့အပြောင်းလဲပြပြဟိုကလုံးလို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ habit တစ်ခုကချက်ချင်းကြီးချိန်လို့မရပါဘူးအဲ့တော့ကိုယ့်ရဲ့အမြဲတမ်းဆွဲလန်းနေတဲ့ habit တစ်ခုဆိုရင်တဖြည်းဖြည်းချင်းနဲ့ကောင်းတဲ့healthy options လို့ခေါ်တာပေါ့နော်ခုနပြောတဲ့အစီထုံနွားနို့လိုမျိုးနဲ့တကြားနဲ့ပြောင်းပြီးတောက်မယ်ဆိုရင်ကောင်းတဲ့ option ကိုပြောင်းမယ်အဲ့ဒါဆိုရင်အရင်တော့ habit ကိုနေ့စဉ်ကနေမှပမာဏလျှော့လိုက်တာမျိုးဒါမှမဟုတ်ဘူးဆိုရင်နေ့စဉ်တောက်ရနေမှာရက်ချားတောက်လိုက်တာမျိုးအဲ့လိုမျိုးနဲ့ပြောင်းလဲလုပ်ရင်းနဲ့တစ်ပတ်တစ်ခါနောက်ပြီးတစ်လတစ်ခါဒါမျိုးတွေတောက်လို့ရပါတယ်အဲ့တော့ကြတော့ကျွန်တော်တို့ကတစ်လတစ်ခါလောက်တစ်ခါလေးပေါ့ကိုတောက်ချင်တဲ့ဟာလေးကိုတောက်လိုက်တာကတော့တိတ်ကိစ္စမရှိပါဘူးအမြဲတမ်း habit အနေနဲ့နေ့စဉ်ကိုမကောင်းတဲ့ဒီလိုမျိုးတကြားများတဲ့အစားတောက်တွေကိုနေ့စဉ်ဆွဲလန်းတောက်သုံးတာစားသုံးတာကဒါကျန်းမာရေးနဲ့မညီညွတ်တာပါအဲ့တော့ကြတော့တကြားလုံးလုံးကျ
ကျူးများနေတဲ့အစားအသောက်တွေကဘာတွေဖြစ်နိုင်လဲဆိုတော့မြင်သာထင်သာပြောရမယ်ဆိုရင်တော့ ready made အချိုရည်တွေပါကိုက nutrition facts လို့ခေါ်ရဲပေါ့နော်အာဟာရအချက်လက်တွေကိုဖတ်တတ်တယ်ဖတ်မယ်ဆိုရင်တော့သိတာပါလိမ့်မယ်တနေ့ကုန်စာမှာခုနပြောသွားတယ်ကျွန်တော်ပြောသွားတယ်ပေါ့နော်ဒီတခြားတက်ကတနေ့ကုန်စာထဲမှာ30 gram လိုတယ်လို့ပြောပါတယ်ဒီတနေ့ကုန်စာ30 gram လိုရဆိုတာတစ်ထိုင်နဲ့30 gram ကိုတောက်လိုက်တာမျိုးဆိုလိုတာမဟုတ်ပါဘူးဒီမနက်ပိုင်းလေးမှာကိုကမုံလေးတစ်ခုခုနဲ့တခြားလေးပါမယ်ဆိုရင်လည်းပမာဏနည်းနည်းလေးပဲစားသုံးတာမျိုးနေ့လယ်လုံးမှာတစ်ခါလေကိတ်မုံတို့ပါမုံတို့စားမိသွားတယ်ဆိုရင်လည်းအဲ့ဒီထဲမှာဒီလိုမျိုးတခြားတွေကထပ်ပါတတ်သေးပါတယ်နောက်ပြီးတော့ညဘက်မှာတခြားတစ်ခုခုတောက်မယ်ဒိန်ချင်လေးတောက်မယ်ဆိုရင်လည်းတခြားလေးနည်းနည်းထည့်လိုက်တာမျိုးပြားရည်လေးနည်းနည်းထည့်လိုက်တာမျိုးဒါမျိုးတွေမျှပြီးတော့စားသုံးခြင်းကိုဆိုလိုပါတယ်အဲ့လိုမဟုတ်ဘဲနဲ့တခါရဲဖြော်ရည်တစ်ခွက်ထဲမှာ30 gram ပါတဲ့ဖြော်ရည်တခြားထဲတောက်လိုက်တာမျိုးတွေမလုပ်ရပါဘူးဒါမျိုးတွေလွန်လွန်ကျူးကျူးဖြစ်တဲ့ဟာမျိုးကိုဒါဖြတ်တောက်တာပိုကောင်းပါတယ်နေ့စဉ်ထဲမှာလိုအပ်တဲ့ပမာဏလောက်ကတော့ကိုစိတ်ပျော်ဖို့အတွက်ကိုကျန်းမာရေးအတွက်healthy option ဖြစ်တာကိုရွေးချယ်ပြီးတော့တောက်သုံးလို့ရပါတယ်ကျွန်တော်ခုနကဖြော်ရည် doubling ကို nutrition facts ဖတ်ကြည့်လိုက်တဲ့အခါမှာ carbohydrate sugar ကသူတို့ပါတာက43 gram လို့ပြောပါတယ်အဲ့တော့ကြတော့ဒါမျိုးဆိုရင်ကိုယ့်ရဲ့နေ့စဉ်လိုအပ်ချက်ထက်တောင်မှပို့ပြီးတော့ပါပါတယ်ဒါပေမဲ့ဒါမျိုးကိုလူတွေကမတိဘဲနဲ့ကိုအရန်ကိုနှုံးနေတဲ့အချိန်မှာဒါကိုတောက်လိုက်တယ်ဆိုရင်အရန်တက်ကြွသွားတယ်ဆိုပြီးတော့တောက်မိနေတယ်ပေါ့နော်ဖြော်ရည်တွေရှိတည်တတ်ကြပါတယ်ဒါကြောင့်မို့လို့ဒီလိုမျိုးဖြော်ရည်မျိုးကိုတောက်သုံးမိဖို့ဆိုရင်ကျန်းမာရေးနဲ့နေ့စဉ်လိုမျိုးတောက်သုံးလာမယ်ဆိုရင်မကောင်းတဲ့ habit ကိုဖြစ်ပြီးတော့ရေရှည်မှာကျန်းမာရေးကိုထိခိုက်လာစေနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကိုတောက်သုံးနေကြဖြော်ရည်တွေမှာရှိခဲ့မယ်ဆိုရင်ဒီဟာကို nutrition labeling လေးဖတ်ဖို့တတိထပ်ပြီးပေးချင်ပါတယ်ကိုယ့်ရဲ့နေ့စဉ်စားတောက်တွေထဲမှာလည်းတကြားဖြတ်တယ်ဆိုတဲ့ဟာကိုကျန်းမာနဲ့နော်နီးမှန်လမ်းမှန်နဲ့ habit ကြလေးအားလုံးရွေးချယ်ပြီးတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ရွေးချယ်တောက်သုံးနိုင်ကြပါစေလို့အကြံပြုပြောကြားလိုက်ရပါတယ်အားလုံးပဲကျန်းမာတဲ့အာဟာရရှိတဲ့နေ့ရက်လေးတွေအမြဲထာဝရပိုင်ဆိုင်နိုင်ပါစေ